သူအကျိုးဆောင်ကိုအကျိုးအောင်ရှေးခါကတောရတဲ့ရသူနီသူတပားအကျိုးကိုဆောင်ရွက်တတ်သောသူတူရှိလေသည်သူတပားအကျိုးကိုဆောင်ရွက်ခြင်းသည်အလွန်ကောင်းမြတ်သည်ဟုယုံကြည်တော်လဲသူဤမိဘဆွေမျိုးစသူတို့ကမူရိုးအော်သည်ဟုမြင်သည်ထိုကြောင့်သူအားရွှေအားဟုခေါ်ကြသည်တနေ့တနေ့မောင်ရွှေအော်သည်တောမဝါများကိုခုတ်ယူလာခဲ့သည်အိမ်သို့ရောက်သောအခါပခုံးပေါ်မှဝုန်းကနေချလိုက်သည်အိမ်နီးချင်းတငယ်ချင်းများကဝါများကိုတယောက်တစ်လုံးစီအကုန်လုံးယူသွားကြသည်မောင်ရွှေအားကဝမ်းသာတော်မျက်နှာဖြင့်ပြုံးရွှင်စွာကြည်နေလေသည်ထိုကြောင့်သူ၏မိဘများကကရုဏာဒေါသဖြစ်၍တင်းသည်အလွန်အသည်မိတို့ဖြစ်လို့လျော့မီကိုတော၌တရင်သုံးနေထိုင်သည့်ပညာရှိရတဲ့ကြီးထံတွားရောက်မေးလျှောက်ချေဟုဆိုပြီးလွတ်လိုက်လေသည်မောင်ရွှေအားသည်ခီးအတော်ဝေးလာသောမောပန်းလာ၍ညောင်ပင်ကြီး၏အရိပ်တွင်ဝင်ရောက်နားနေခိုင်ကျင်းနဲ့တကောင်ကအဆွေလူသားအဘဲကိစ္စဖြင့်အဘဲအရက်တို့သွားမလို့လဲဟုမေးရာမောင်ရွှေအားကမိမိ၏အကြောင်းဆောင်ကိုပြောပြသည်ကျင်းနဲ့ကအဆွေလူသားကျွန်ုပ်သည်ဤညောင်ပင်မှာအဘဲအရက်တို့မြတ်မသွားနိုင်ဤညောင်ပင်နဲ့မခွဲနိုင်မခွာရဖြစ်နေသည်ကိုမိတို့ပြုလို့ရမည်အကြောင်းပညာရှိရတဲ့ကြီးအားရှောက်မေးခဲ့ဆောင်မှာဟုမှာကြားရာကောင်းပါပြီဟုဝန်ခံပြီးခရီးဆက်ခဲ့လေသည်ခရီးရတောင်ဝေးသောလမ်းဘေး၌ဇရက်ကြီးတစ်ခုကိုတွေ့၍ဝင်နားနေရာထိုဇရက်ရှိသူကျွေကြီးကအဆွေအဘဲကိစ္စဖြင့်အဘဲအရက်တို့သွားမလို့လဲဟုမေးရာမောင်ရွှေအကမိမိ၏အချောင်းစုံကိုပြောပြသည်သူကျွေကြီးကကျွန်ုပ်မှလည်းနာတာရှည်ယောဂဆွဲကပ်နေတာကြပါသည်မိတို့ပြောက်ကင်းအောင်လှုပ်ဆောင်ရမည်ကိုပညာရှိရတဲ့ကြီးအားမေးလျှောက်ခဲ့စမ်းပါဟုမှာကြားရာကောင်းပါပြီဟုဝန်ခံပြီးခရီးဆက်ခဲ့လေသည်ထို့နောက်တောင်ပေါ်မရောက်ခင်မိကန်းဘေးတွင်ထိုင်လျက်ရေအလင်းကိုကြည့်နေစဉ်မိချောင်းကြီးတကောင်အဆွေလူသားအဘဲကင်းစားဖြင့်အဘဲအရက်တို့တော်မလို့လဲဟုမေးရာမောင်ရွှေအားကမိမိ၏အကြောင်းဆောင်ကိုပြောသည်မိချောင်းကြီးကလည်းကျွန်ုပ်မှာခေါင်းကိုက်ဝေဒနာဆွဲကပ်နေ၍မိတို့ကိုစားရမည့်အကြောင်းကိုပညာရှိရတဲ့ကြီးအားမေးလျှောက်ခဲ့စမ်းပါဟုမှာကြားရာကောင်းပါပြီဟုဝန်ခံပြီးတောင်ပေါ်ရှိပညာရှိရတဲ့ကြီးခံဆက်သွားလေသည်တော်တဲ့တွေသတင်းသုံးနေသောပညာရှိရတဲ့ကြီးထံရောက်တော့မောင်ရွှေအကကျင်းနဲ့တကောင်သည်ညောင်ပင်ကြီးကပင်မှဘယ်အရက်မှပြမသွားနိုင်မခွဲခွာနိုင်ဖြစ်နေသည်ကိုမိတို့ပြုလုပ်ရန်ရတဲ့ကြီးအားရှောက်မေးဖို့မှာလိုက်ပါသည်ဗျာဟုလျှောက်ထား၏တပည့်ထိုကျင်းနဲ့သည်ဘဝဟောင်းကသူပိုင်ရွှေအိုးတစ်လုံးနှင့်ငွေအိုးတစ်လုံးကိုညောင်ပင်ခြေတွင်မှမြုပ်ထားခဲ့ဘူးသည်ထိုအိုးနှလုံးကိုတူးဖော်၍သူတစ်ပါးအားပေးကမ်းခဲ့သောအချိုင်းလိုရာအရက်သို့ပြန်သွားနိုင်လိမ့်မည်ဟု၍ဖြေဆိုလေသည်ရသေးကြီးဖျားပစ္စည်းဥစ္စာပေါ်များလာသောသူကျွဲကြီးတဦးကလည်းနာတာရှေယောဂဆွဲကပ်နေပါ၍မိတို့ကုအောင်မီကိုမှားလိုက်ပါသည်ဖျားဟုလျှောက်ထားရာတပည့်ထိုသူကျွဲကြီးသည်သူ့ရဲ့ပစ္စည်းဥစ္စာတို့ကိုဆွဲလန်းမှုစိတ်ကအားကြီးလာ၍နာတာရှေယောဂဆွဲကပ်နေခြင်းသာချစ်သည်ထို့ကြောင့်သူ့ရဲ့ပစ္စည်းဥစ္စာတဝက်ခန့်ကိုသူတပားအားရရောစွာပေးစွန့်ပါကသူကျွဲ၏ယောဂပျောက်ကင်းသွားလိမ့်မည်ဟု၍ဖြေဆိုလေသည်ရသေးကြီးဖေဟာမိเจ้าကြီးတကောင်ကလည်းခေါင်းကိုက်ဝေဒနာဆွဲကနေပါ၍မိတို့ပြုလုပ်ရမည်ကိုမှားကြားလိုက်ပါသည်ဖေဟာဟုလျှောက်ထားရာတပည့်ထိုမိเจ้าကြီး၏ဦးခေါင်းထဲ၌ပထမလုံးတစ်လုံးရှိသည်ထိုပထမလုံးကိုထုတ်ယူပြီးသူတပားအားရရောစွာပေးစွန့်ပါကခေါင်းကိုက်ယောဂပျောက်ကင်းလိမ့်မည်ဟု၍ဖြေဆိုလေသည်မောင်ရွှေအသည်ကျင်းနဲ့သူကျွဲမိเจ้าသုံးဦးတို့၏အကျိုးကိုဆောင်ရွက်၍အလွန်ဝမ်းမြောက်နေသည်ထိုကြောင့်မိမိ၏လူယူလူအပ်ဖြစ်ဟခြင်းအကြောင်းကိုမေးလျှောက်ရန်မေ့နေပြီးဝမ်းသာပါပြီခရာဟုလျှောက်ထားကပြန်လာခဲ့လေသည်မိเจ้าထံသို့ရောက်သောအကြောင်းမှန်ကိုပြောပြ၍မိเจ้าကြီးကဝမ်းသာစွာနှင့်ပထမလုံးကိုမောင်ရွှေအကိုထုတ်ယူစေရာထိုအခါမှဆက်၍ခေါင်းကိုက်ဝေဒနာသည်ပျောက်ကင်းသွားလေသည်သူကျွဲကြီးထံပြန်ရောက်၍အကြောင်းမှန်ကိုပြောလေလျင်သူကျွဲကြီးကလည်းပစ္စည်းတဝက်ကိုခွဲဝေ၍မောင်ရွှေအားရရောစွာပေးလေ၏ထိုအခါမှဆောက်၍နာတာရှေယောဂပျောက်ကင်းလေသည်ကျင်းနဲ့ထံပြန်ရောက်၍အကြောင်းမှန်ကြောတော့ကျင်းနဲ့ကလည်းရွှေအိုးနှင့်ငွေအိုးကိုဖော်ယူရန်ဝမ်းသာစွာပင်သဘောတူ၏ထိုအခါမှဆောက်၍ကျင်းနဲ့သည်မိမိလိုရာအရက်သို့ပြန်တန်းသွားနိုင်လေသည်မောင်ရွှေအသည်သူတစ်ပါးအကျိုးကိုဆောင်ရွက်ရင်းမိမိအကျိုးလဲအောင်သောကြောင့်မိမိတော်ရွာသို့ဝမ်းမြောက်ဝမ်းသာပြန်သွားလေသည်